default ခိုင်ပြီပေါ့ default picket ခိုင်ပေါ့ဒီမှာ brown picket ကိုအရင်ယူနောက် brown picket နဲ့ iron picket ကို total အတွက်အရင်ယူပါရင် bro ရဲ့ gold picket ကိုယူ gold picket ကိုယူပြီးတော့ bro တိုက်တဲ့ platinum picket ကိုကျွန်တော်ဘယ်ကောင်းမှမပြေးချင်ကျွန်တော်the cave ကဒီတက်သွားပြီးတော့ဟိုဘက်ဘေးနားမှာကိုယ်ထားဟိုဘက်ဘေးနားမှာကိုယ်ရဲ့နေရာအဲ့နေရာကိုတော့ကျော်တော့လမ်းလေးမှားတယ်အဲ့နေရာကိုသွားကြအဲ့နေရာကိုသွားပြီးတော့အဲ့မှာဇွန်ဘီလေးနဲ့ပပရှိဘူးတက်လိုက်ပစ္စည်းကောင်းရှိတယ်တက်လို့ရတယ်အဲ့နောက်ပြီးကျရင် stone weight picket ဆိုအဲ့ဒါယူရရင်ဟိုwall 2ကိုသွားဟိုဘက်wall 2ကိုသွားကြအခုကျွန်တော်ဖွင့်လို့မရသေးဘူးသွားလို့မရသေးဘူးဟိုကွန်ပိုဖြစ်နေလို့ယူနေရတော့ဟိုအာမောလောက်ထားတယ်ကောင်းတယ်အဲ့ဒါယူနေအာမောဆိုရင်တို့ရဟိုအနက်ယူရင်းနဲ့ damage ထိတယ်နောက်ကျရင်ဒုတိယနေရာကိုသွားမယ်ဒုတိယအန်ရောက်ပြီဆိုတော့ဘိုးရဲ့အတက်ကိုကွေးလိုက်ကွေးဝိုင်းကိုဘောပက်ကကိုအရင်ယူတော့ကိုဘောပက်ကယူကျွန်တော်အာခေကိုအရင်ယူထားတော့ပတ်စံနဲ့ကုန်တယ်ကိုဘောကိုယူပါမစ်တဝဲကိုအရင်မစ်တဝဲကိုယူယူနေရတဲ့တိုက်တဲ့နေရာကိုကျော်ပဲလိုက်တိုက်လဲကျော်ပြီးရင်ပေါ်တင်နဲ့အိုင်လန်ဝမ်ကိုသွားနောက်ထပ်တနည်းလဲကျွန်တော်ပြောကြရရှိတယ်အဲ့ဒါကြတော့ကိုဘောကိုယူဘတ်တိုက်တန်းနေအောင်ကျော်ယူနေရယူမတယူပါရဲ့ပထမကျိုးကိုသွားပြီးရင်ဟိုဒီဘက်ကိုကွတ်ဆက်တော့ဘယ်လိုလဲကြောအပူမိုင်းလာတယ်ဆိုဗီယက်တပ်ပါရဲ့အဲ့ဒါမှနေရာလေးနေရာလေးမှာအာခိပက်ကလို့ဟာခေါ်ရဲ့အကောင်းဆုံးပက်ကကြီးဝယ်လို့ရပြီလို့တယ်ဒါတော့ကျွန်တော်